တင်ငယ်ချင်းငါတို့တွေအတူတူနေ့လေစားတော့ဖတ်ကြမယ်လေအေးစားကြမယ်လေငါလည်းပိုက်စားနေပြီဆိုတော့ပြီးရင်ထမင်းစားအောင်လဲဆင်းတော်ဆိုတော့တူတူသားစားကြမယ်လေငါတော့လက်ခဏသွားလာအောင်မယ်နော်အီသွားလေဟဲ့ငါရီတငယ်ချင်းလို့ရရလားရပါလေဟေးတငယ်ချင်းနင်တို့နှစ်ယောက်ဘာပြောနေကြရလဲနင်ကိစ္စမပါဘူးဟန်နီဘာလို့ငါနဲ့တူတူထားထားရဟာကိုချင်းလိုက်တာလဲဒီလိုပဲငါချင်းချင်လို့ချင်းလိုက်တာငါချော်လေးတိုင်းငါ့ကိုချူပါအောင်မချူနိုင်ဘူးနေမလာတဲ့ချီလေးပါဘယ်ဒီတော့ clip တောင်းဒီပိုင်းပြလာခဲ့ကိုကိုတကယ်ချင်းငါချော်လေးတိုင်းငါ့ကိုချူပါအောင်ဟဲနေရလဲချော်လိုက်မြန်မိထဟာငါနေဥစားပါဟဲ့တကယ်ချင်းငါတို့တွေအတူတူမိုးတော့ဝယ်ဖားကြမယ်လေငါဖိုက်စာနေလို့ဟာမစားချင်မောင်ကအတငယ်ချင်းနဲ့ချင်းထားဟာနေရလဲကိုကတော့ဖတ်ပဲမှာငါမတကယ်ချင်းတရားဖြစ်တရားပဲကျုပ်ငါလက်ဖုတ်ဖတ်လိုက်မယ်ဟယ်လိုတကယ်ချင်းဟယ်လိုတငယ်ချင်းဘာပြောမလို့လဲဘာမှမပါဘူးငါဘိုက်စာလို့လေအဲ့ဒါနီးလိုက်ခဲ့မလားလို့တငယ်ချင်းငါမျိုးတည့်ရဆိုတော့ကိုနီအောင်မှာအဲ့ဒါနီးလက်နဲ့တငယ်ချင်းတဲ့နာမည်သွားလိုက်တော့လေငါတောင်းပါပါရငါနေဝါလို့မလုပ်တင်နော်ခွင့်တော့ပါတငယ်ကြီးရဲ့